အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဟိုနေ့ကတင်ပြီးတဲ့ action လေးပေါ့နော် Photoshop action လေးဒီ passport ပုံတွေလုပ်တဲ့နေရာမှာကျွန်တော်အလွယ်တကူအသုံးပြုလို့ရအောင်ပေါ့နော်တစ်ချက်နှစ်ယုံနဲ့ကျွန်တော်6ပုံတစ်လက်မှဆိုရင်12ပုံအဲ့ဒီ site ထဲမှာ 2B တို့ဒီ 4B ပေါ့နော် 4R တို့ပါတော့အဲ့လိုမျိုးတွေပါတယ်ကျွန်တော်တို့သိချမကြည့်ရတယ်နော်ကျွန်တော်ပြပေးမယ်ကြည့်ပေးမယ်အဲ့ဒီမှာဆိုရင်ကျွန်တော်အဲ့ဒါဆိုရင်ဒီမှာရှမ်းလို့ရေးထားတယ်ပေါ့နော်ထိုင်းလို့ရေးထားတယ်ဒီမှာတစ်လက်မှကွယ်တစ်လက်မှအပေါ်မှာဒီမှာတစ်လက်မှကွယ်ဒီမှာနှစ်လက်မှပေါ့နော်အဲ့လိုလေးရှိတယ်โอเคအဲ့ဒါဆိုရင်ကျွန်တော်ဒါလေးကိုအခုဒီဗီဒီယိုနဲ့အတူ link နဲ့တခါလေးတင်ပေးသွားမယ်နော်ပြန်ပြီးတော့โอเคအဲ့ဆိုရင်ကျွန်တော်တို့ဒါတော့အခြေခံသမားရဲ့အားလုံးသိပြီးသားဖြစ်မှာနော်ကြည့်ပတ်ပုံလေးပုံဆွဲထည့်လိုက်မယ်โอเคဒီပုံလေးကိုဘာမလုပ်ဘူးကျွန်တော်တို့အရင်ဆုံး background remove background လုပ်လိုက်မယ်နော်Okay remove background ဖြစ်သွားပြီဆိုရင်ကိုလိုချင်တဲ့ color ကိုအရောင်သွင်းမယ်ဒီကနေပြီးတော့ကျွန်တော်တို့ဒီမှာ soft color နဲ့သွင်းမယ်ညက်ကိုသွင်းညက်ဒီရလေးအောက်ချပေးမယ်နော်အခြေခံသမားတွေကတော့အခြေခံသိပြီးသားလူတွေကတော့ဒါတွေအကုန်လုံးသုံးတတ်ပါတယ် Okay action ကဒီမှာထည့်ပြီးသားဖြစ်နေတယ်ဒါပေမဲ့ထည့်တဲ့နည်းကိုပြောပြမယ်နော်တကယ်လို့ action ကမရှိဘူးဆိုရင်ဒီနေရာမှာဒီဘက်ဘားလေးမှာပေါ့နော်ဒီမှာအခုကျွန်တော်နှိပ်ပြတဲ့နေရာလေးမှာမရှိဘူးညာဘက်ထောင်လေးမှာမရှိဘူးဆိုရင်ကျွန်တော်တို့ window တွေကိုသွားပြီးတော့ဒီမှာ action ဆိုတာရှိတယ် keyboard ထဲကနေပြီးတော့ကျွန်တော်တို့ alt F9 ကိုနှိပ်လိုက်ရတယ်အဲ့ကောင်လေးနှိပ်လိုက်တာနဲ့ဒီလိုမျိုးဒီဘက်မှာဒီပုံစံလေးပေါ်လာမယ်နော်okay ဒါလေးကိုဖွင့်ပြီးတော့ဖွင့်ပြီးဒီဘက်မှာဒီမှာဟိုမြင်းချောင်းလေးရှိတယ်နော်ဒီဘက်မှာအဆက်ကလေး30ပုံစံမျိုးပေါ့ဗျာမြင်းလေးရှိတယ်ဒီဘက်ကမြင်းချောင်းလေးကိုဒါလေးကိုနှိပ်ဖွင့်ပြီးတာနဲ့ကျွန်တော်တို့ lock action ဆိုတာရှိတယ်ဒီမှာ lock action အဲ့ lock action တစ်ချက်နှိပ်ပြီးရင်ကျွန်တော်တို့ထားရတယ်ဥပမာတကယ်ချင်းတို့အနေနဲ့မိတ်ဆွေများအနေနဲ့ down လိုက်လို့ကျွန်တော် desktop ပေါ်မှာတင်ထားတယ်ဆိုရင် desktop ပေါ်မှာသွားရှာပါတော့ကျွန်တော်တို့ဒီ lock action ကကျွန်တော်ဒီမှာ hard drive ထဲမှာထားထားတဲ့အတွက်ဒီကနေတဆင်ချင်းသွားတယ် hard drive ထဲမှာဒီ brush အုပ်စုထဲမှာထည့်ထားတာဖြစ်တဲ့အတွက်ဒါလေးကိုတစ်ချက်နှိပ်လိုက်တယ်နှိပ်ပြီးတော့ကျွန်တော်ဒီမှာ LOAD နော်ဒီ lock ကိုနှိပ်လိုက်တာနဲ့သူကဒီထဲကိုဒီလိုဝင်သွားမှာသူ့ရဲ့ action name ကကျတော့ကျွန်တော် top ဒီပုံမှာနော်သူကဒီမှာကျတော့ top top နော် top action ဒါလေးဖွင့်လာမယ်ပြီးရင်ဒီမြားလေးကိုနှိပ်လိုက်ဘေးမြားလေး okay အဲ့ဆိုရင်ကျွန်တော်ဒီကောင်ကိုဒီပုံလေးကိုပေါ့နော်ဒီပုံလေးကိုကျွန်တော်တို့desktop ကျွန်တော်ယောက်ျားလေးကုတ်အင်ကြီးလေးလည်းကျွန်တော်တင်ပေးထားရနော်ယောက်ျားလေးကုတ်အင်ကြီးလေးတက်ကြည့်လိုက်မယ်စိုက်ကြီးနေ control D order နော်ခုံးနဲ့ကျွန်တော်နှစ်ခုလုံးဆက်လက်ပြီး control Dနော်တွေ့ခုံးအရှိနဲ့သွားမယ်အဲ့တော့ကျွန်တော်တေချာလေးတော့ချိန်ပြီပေါ့နော်ကျွန်တော်ဗီဒီယိုမှာဆိုတော့ဒါကြီးမပြတော့ဘူးတေချာကြီး okay ဒါလေးကိုအသေးစိတ်ကိုကတေချာလေးလုပ်ချင်တယ်ဆိုရင်တော့ဒီမှာ bra tool လေးတွေပေါ့ဒါလေးနဲ့အဓိက action ကိုပြတာဖြစ်တဲ့အတွက်ကျွန်တော်ဒါကြီးမလုပ်ပြတော့ဘူးနော် okayဒါတစ်ပိုင်း action ပိုင်းဖြစ်တဲ့အတွက် okay ဒါတော့တစ်လက်မှတ်ခွဲချိုးမယ်ဆိုရင်ကျွန်တော်တို့ဒီမှာတစ်လက်မှတ်ခွဲ 1.5 နော် 1.5 ဒီမှာထိုင်းလို့ဆိုရင်တော့ new ku မှာနော်ရေးတာ new ku new နေနဲ့ new ku နော် new ku okay ဒီမှာဒါဆိုရင်ကျွန်တော်လိုသလောက်ကိုဒီမှာကြည့်မယ်ကြည့်ပြီးတော့တစ်ချက်နှိပ်လိုက် okay ဒီလိုမျိုးလေးရလာမှာနော်Okay အားလုံးအဆင်ပြေကြပါစေကျွန်တော်လုပ်တဲ့တိုင်းလေးလိုက်လုပ်ကြည့်ပြီးတော့အဆင်ပြေပါစေဗျာအဲ့တော့ကျွန်တော်ဒီ action လေးကိုကျွန်တော်တို့ဒီ page မှာကျွန်တော် link နဲ့တင်ပေးသွားမယ်နော် media file link လေးနဲ့တကွာကျွန်တော်တင်ပေးသွားမယ် Okay အားလုံးအဆင်ပြေကြပါစေ bye bye နောက်ဗီဒီယိုတွေမှာထပ်တွေ့မယ်ကျွန်တော်ဒီနောက်ပိုင်းမှာ short video လေးလောက်ပဲလုပ်ပြီးတင်ဖို့ပေါ့နော်ရှိပါတယ်ခင်ဗျာOkay ဆက်ပြီးတော့အားပေးပါအောင် PNG တွေ PSD တွေဆက်ပြီးတော့တင်ပေးသွားပါမယ်ခင်ဗျာ